မယ်ကျွန်တော်နာမည်သိပါတယ်ကျွန်တော် like and subscribe လေးလုပ်ပြီးပါအောင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ညီမလေးလာပါခင်ဗျာကျွန်တော်ညီမလေးလာကျွန်တော်တို့စာတင်ပေးမှာပဲခင်ဗျာကျွန်တော်တို့အခုကျွန်တော်ကဗါလဲတင်တန်းလေးတောင်းမှာဖြစ်ပါဆိုတင်တန်းလေးတောင်းမှာဖြစ်ပါလို့ဗါလဲဖြစ်လို့ဆိုပြီးတော့ငါပတ်တူမှာပတ်တူလုံးလိုက်မှာကွာပတ်တူလေးလုံးလိုက်မှာအခုပြစရာတစ်ခုရှိတာဘရိုလိုကမကြည့်ညံစမ်းလေးတစ်ခုမြင်မယ်နော်ညံစမ်းလေးမှာကွာဒီအယုတ်လေးကငါမုတ်တော်မှာပေါက်တာကွာဘလို့ထားဟိုခဏစောက်ငါပြရမယ်ဘလို့လုပ်လဲဆိုတာကျွန်တော်တို့ကွာဒီလိုဓာယူဒီပေါ်မှာဘလို့တင်မလဲကွာဘလို့သိရတာ comment လေးမှာရေးပြီးနော်တကယ်တော့ဒီနားမှာပါလဲအပေါက်လေးရှင်မလားကွာဒီနားမှာအပေါက်လေးတီးအိမ်မှာနှုတ်တီးဒီမှာတင်းငယ်ဒီနားမှာနှုတ်တီးရှိတယ်ကွာအဲ့ဒါကိုဒီလိုထည့်ချလိုက်ဒီတိုင်းထည့်ရင်ကွာနှုတ်တီးနဲ့ဒီလိုထည့်ရင်ပြုတ်ကြမယ်လေကွာဝေးရှိတော့ဒီလိုထည့်တဲ့ထူးဆန်းစရာရောဘိုးလို့ကြည့်အောင်ခဏလေကြီးတယ်မလဲအမလေးတွေ့လားဘလို့လည်းမလို့တမျိုးရောချက်ရှုံရောချက်ရှုံလုံးဝပဲရောလုံးဝအဲလေခဏတထားလာအောင်ဒါကြီးဘယ်လိုပါကျွန်တော်တို့ပတ်တူးမှမြင်ရတာကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့နော် like and subscribe လေးလုပ်ပြီးတော့full ထင်တော့သိကြမှာပါ like and subscribe လေးကိုသူတို့လည်းလုပ်ပြီးနော်ကျွန်တော်အကုန်လုံးသူ့ fan ဆိုတော့ full family on top ဒါပေမဲ့ကျွန်တော်တက်ငယ်ချင်းlike and subscribe လေးလုပ်ပြီးပါကောက်ထင်နေတယ်လို့ခေါ်ပါတယ်ကျွန်တော် NS Luminous ကိုမတွေ့ရင်အောက်နည်းနည်းရှာလိုက်ပါအောက်ဆုံးမှာလည်းရှိပါတယ်ကျန်နေတဲ့နော် like and subscribe လေးလုပ်ပြီးပါအားလုံးပဲကြိုက်နေတဲ့နော် like and subscribe လုပ်ပြီးအားလုံးပဲ bye bye ပါ